အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခါမွန်တို့အိမ်မှာ cleaning လုပ်ရင်သုံးတယ်ခါမွန်တို့ဒီ basin စင်းရင်သုံးတဲ့ဟာလေးနဲ့ခါမဝိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးတစ်ခုကဒီ Tamoku Teki cleanser ပေါ့နော် drug store မှာမဆိုဝယ်လို့ရပါတယ်ဒီဟာလေးကိုနည်းနည်းယူပြီးတော့မှဒီ basin တွေပေါ့နော်ရေပိုက်ဒီ steam နဲ့ပတ်သက်တဲ့နေရာအကုန်သုံးလို့ရပါတယ် steam နဲ့ပတ်သက်တဲ့နေရာလေးဆိုအကုန်သူကပြပြောင်လေးလေးဖြစ်စေရပေါ့နော်အဲ့အတွက်ကြောင့်ခါမွန်တို့ဒီဟာကိုအရင်ဆုံးနေရာနှံ့တုံမယ်ပေါ့နော်ခုန cleanser လေးကိုတုပ်ပြီးလို့ရှိရင်နည်းအချိန်ကြာထားပြီးရင်ဒီ ultra hard coating ဆိုတဲ့ဟာလေးကို coating ပြန်လုပ်မယ်ပေါ့နော်ဒီ coating ဟာလေးကじゃ spray လေးပါခုနခမွန်တို့တုပ်ထားတော့ကလက်မျိုးလေးကြံနေတဲ့ဟာအပေါ်ကနေမှဒီ spray တွေအနေအနှံ့လိုက်ဖြန့်မယ်ပေါ့နော်ဒီ coating ဖြန့်ခြင်းအဖြစ်basin ပေါ်ကအညစ်အကြေးတွေနဲ့ဒီရေဆေးလိုက်တဲ့ခါကျရင်လည်းရေမတင်စေဘူးပေါ့နော်ပို့ပြီးတော့မှဒီပြောင်နေတဲ့ဟာကိုကြခံစေပါတယ်ဒီရှူးကတော့ဖြန်းပြီးရတဲ့ချက်ချင်းအဝေး6တစ်ခုနဲ့ပြန်တုပ်လိုက်လို့ရှိရင်တော့လုံးဝပြောင်လက်ကလေးတကယ်အသစ်အတိုင်းကိုဖြစ်သွားတယ်ပေါ့နော်ဒီမှာကြည့်လိုက်ရင်သိမှာပါပထမတော့ before နဲ့ဒီ after လေးပေါ့နော်လုံးဝဟိုအိမ်ပြောက်ချင်းအသစ်ကစားအတိုင်းကိုဖြစ်သွားတာပေါ့နော်ဒါလေးကိုခမလို့တစ်ခါလောက်ဆေးပေးမယ်ဆိုလို့ရှိရင်ကိုယ့်အိမ်ကပေးစီနေပဲဖြစ်ဒီလိုမျိုးရေပိုက်ကောင်းနေပဲဖြစ်ပေါ့နော်အမြဲတမ်းပြောင်လက်လေးနဲ့အသစ်တိုင်းပဲလှပနေမှာခုနကတော့တပတ်ကလေးကနည်းနည်းသေးလို့တပတ်ကြီးဝစ်6ကလေးနဲ့ပေါ့နော်ပြန်တုပ်ပေးပါတယ်အခုဆိုရင်တကယ်ကိုအရန်မျိုးမှာပြောင်လေးနဲ့လှသွားတဲ့တကယ်ဘေးစင်လေးဖြစ်သွားပါပြီရှင်အိမ်ပြောင်းတဲ့ခါတွေမှာလည်းဒီလိုမျိုးဘေးစင်တွေပါတယ်ကိုဒီ steam နဲ့ပတ်သက်တဲ့နေရာတွေလို့တန့်ရှင်းရေးလုပ်ပေးထားလို့ရှိရင်အိမ်ပြောင်းလို့ရှိရင်သူတို့တွေထပ်ပြီးတော့မနှုတ်တော့ဘူးပေါ့နော်တန့်ရှင်းရေးကအားကြောင့်မို့ဒါမျိုးလေးတွေကိုယ်တိုင်လုပ်လို့ရတဲ့ဒီတန်ရှင်းရေးပစ္စည်းလေးတွေကိုကိုယ့်အနေကိုအိမ်မှာ try ကြည့်ကြပါလို့အားလုံးနောက်ဆုံးသိကြည့်ပေးလို့ချစ်စစ်တင်ပါတယ်